သာသနာနှစ်2580ခုကောဇာတရကောဇာတကေ1388ခုဓမ္မဝါဆိုလဇန်73ရက်ခရစ်နှစ်2026ဇွန်လ29ရက်စနေနေ့ညနေချမ်းချိန်ခါကာလအမေရိကန်နိုင်ငံနယူးယောက်မြို့သောကချမ်းသာဘုရားကျောင်းတရားဓမ္မများယူသည်လေးစားစွာဖြင့်ပါရမီဖြည့်ဆည်းရယူသောအဖြစ်တရားတော်ကိုယူသည်စွာနာယူကြသည့်ဓမ္မမိတ်ဆွေသူတော်စင်များအားသုတ်တန္တပိတကအင်္ဂုတ္တရနိကေဒုစရိတဝက်တိဝတိကသုတ်ကိုအခြေခံ၍ဟောကြားအပ်သောဒုက္ခများလှလူဘဝဆိုတဲ့တရားဓမ္မဒီနေ့ဓမ္မဒါနပြုပေးပါမယ်ဒုက္ခများဒုက္ခများလှလူဘဝကျွန်တော်လူဘဝလို့ပြောပေမဲ့လို့ဘဝတိုင်းမှာတော့ဒါဒုက္ခဆိုသိကြပါတယ်ဘဝတိုင်းဘဝမှန်တယ်သို့တော့မိမိတို့ ਨੇ အနိကဖြစ်တဲ့လူဘဝကိုပဲဦးဇင်းတို့ဒါရှေ့တန်းတင်ပြီးတော့ဒါဦးဇင်းတို့ပြောတာအဲကြောင့်လူဘဝဆိုတဲ့ဘဝတစ်ခုဟာရလာပြီဆိုတဲ့အခါကျတော့ဒီဘဝကိုဘာလို့ရလာလဲဆိုတဲ့အခါကျတော့ဦးဇင်းတို့အချင်းချုပ်ရင်တော့လူကျင်မှုဟုတ်တယ်လူကျင်မှုဆိုတဲ့အခါမှာရလာတဲ့ဘဝဦးဇင်းတို့ပြန်ပြီးတော့တွေးကြည့်မယ်ဆိုရင်ဘဝတွေဟာဦးဇင်းတို့အနှစ်မရှိဘူးအချင်းဤတာပဲဘဝဟာအနှစ်မရှိအချင်းဤတာဖြစ်တယ်။ဒါလောဘကြီးရင်ဒုက္ခကြီးမယ်။လူချင်းနေသမျှဆင်းရဲနေကြရဥမှာလူချင်းမှုကင်းမှဆင်းရဲငြိမ်းမှာဆင်းရဲငြိမ်းရာအကျင့်ကိုကျင့်မှဆင်းရဲခြင်းဆိုတာငြိမ်းမှာအဲကြောင့်ဘဝဟာအနှစ်မရှိအချင်းဤတာဖြစ်တဲ့အတွက်ဒုက္ခတွေများစွာရှိတယ်အဲ့ဒါကိုပဲအခြေပြုပြီးတော့ဦးဇင်းတို့ဒုက္ခများတဲ့လူဘဝဒုက္ခများတာလူဘဝလို့ဦးဇင်းတို့ဒါကောင်းစဉ်တက်ပြီးတော့ဟောကြားခြင်းဖြစ်ပါတယ်ဒါဖြင့်အဲ့ဒီစကားဦးဇင်းတို့ဘယ်ရလာတယ်လဲဆိုတဲ့အခါကျတော့မြတ်စွာဘုရားအပ္ပတာရာကာမဘဟုဒုက္ခဘဟုပါယတာအာရိနဝဣထဘိညောဒါသုဏတုတ်တံမှာလည်းဦးဇင်းတို့ဟောထားတာကာမဂုဏ်တရားလို့ဒါမှဆိုကြပါမယ်ဒီနေရာမှာကာမဆိုတာဦးဇင်းတို့ခုနကပြောသလိုလူခြင်းတဲ့သဘောတရားလူခြင်းမှုပေါ့အလိုရှိနေသမျှကာမလူခြင်းစရာတွေလိုအပ်နေရာတွေအလိုရှိတာမှန်သမျှဟာတဲ့အပ္ပတာတာသာယာဝယ်နည်းနည်းလေးပဲရှိတယ်ဘဝဒုက္ခဆင်းရဲတွေများတယ်ဘဝပါယတာပူပန်သောကတိုးရင်စရာတွေလည်းများတယ်အာရိနဝဣထဘိညောအဲ့ဒါကြောင့်အာရိနဝအပြစ်တွေဆိုတာကလည်းပဲအများကြီးပဲတဲ့ပြောစရာမရှိတော့နော်အများကြီးပဲအဲ့မှာကာမဆိုတဲ့ဟာတွေကိုဦးဇင်းတို့နေ့ဒါကြည့်ကြည့်အောင်လုံးစင်ချင်းကြည့်တာပေါ့နော်ကြည့်တယ်ဆိုတာတော့စင်ချင်းကြည့်တာကာမဆိုတာဦးဇင်းတို့ကာမေဝုဒ္ဓကာမကိလေသာကာမတို့မှဆိုတော့ဝုဒ္ဓကာမဆိုတဲ့အာကတော့ပစ္စည်းအသုံးဆောင်စရာတွေလူဘဝကြီးဆိုတာလည်းပဲဒါပစ္စည်းအသုံးဆောင်တွေဆိုတာလည်းပဲရှိရတာပဲမရှိလို့လည်းမဖြစ်ဘူးပေါ့အဲ့မှာအသုံးဆောင်ဝတ္ထုပစ္စည်းနောက်
ဝတ္ထုကာမကိလေသာကာမမိမိစိတ်ကနေပြီးတော့အဲ့ဒီပစ္စည်းတွေရဲ့အပေါ်မှာလိုချင်မှုတတ်မဲ့မှုနှစ်သက်မှုတာယာမှုဒါလည်းကာမလို့ခေါ်တယ်အဲ့ကာမကိလေသာကာမဒါပေမဲ့အကာမမှာအထူးသဖြင့်ဒီကိလေသာကာမကိုဦးဇင်းတို့ရှိနေသမျှဆင်းရဲဒုက္ခဆိုတာရောက်မှာအဆင်းရဲတယ်ဆိုတဲ့အခါကျတော့ဆင်းရဲပြီဆိုမှတော့အဲ့ဒီဘဝကြီးဟာဦးဇင်းတို့အချီနီးပဲအနှစ်သာရမရှိဘူးအဲ့ဒါကြောင့်ဦးဇင်းတို့သစ္စာတရားအနေနဲ့ကြည်အဲ့ဒါဘဝဟာဒုက္ခသစ္စာဒီဒုက္ခသစ္စာလို့ခေါ်တဲ့ဘဝကြီးကိုရတာဟာဘာကြောင့်လဲခုနကလိုချင်မှုတတ်မဲ့မှုနှစ်သက်မှုကြောင့်အဲ့လိုချင်နေသမျှဆင်းရဲနေရဥမာဆိုတာဒါသမုဒိယသစ္စာပဲလိုချင်တာဦးဇင်းတို့သမုဒိယသစ္စာအဲ့လိုချင်မှုကင်းမှဆင်းရဲငြိမ်းမှဒီလိုချင်မှုတတ်မဲ့မှုသဘောတရားကိုဦးဇင်းတို့ကင်းအောင်ကင်းမှသာလေငြိမ်းချမ်းမှုဆိုတာရမှာအဲ့ဒါကင်းတာနဲ့ကြွင်နဲ့ငြိမ်းချမ်းသွားတာဟာនិရောဓသစ္စာပဲအဲ့និရောဓသစ္စာကိုရဖို့ကြတော့ဘာလို့တော့အဲ့ဒီဆင်းရဲတွေငြိမ်းရငြိမ်းချောင်းဖြစ်တဲ့အကျင့်ကိုကျင့်မှသာလေရင်ဆင်းရဲဆိုတာငြိမ်းမှာဒါမေဃသစ္စာဦးဇင်းတို့ဆိုလိုတာဒါသစ္စာလေးပါးတရားပါပဲအဲ့ဒါကိုပဲသစ္စာလေးပါးတရားလို့ပြောလိုက်ရင်သစ္စာလေးပါးတရားဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာပဲလို့ငါတို့ဟိုအခါတလေကြတော့တည်ပြီးသားပဲဆိုတဲ့အတွေးကဥစွာယူသွားတဲ့အခါကျတော့ကိုမှတ်မဲ့အမှတ်ကလေလျော့သွားတယ်အဲ့ဒါကြောင့်မို့ဒီစကားလေးကိုပဲဦးဇင်းတို့ခုနပြောတာအပ္ပတ္တရာကာမဘုဒ္ဓကဘုပါယတာအရိနဝဣထဘိယောဘဝကြီးဟာဦးဇင်းတို့တာယာဝယ်ဆိုတာနည်းနည်းလေးပဲရှိတယ်တဲ့ဆင်းရဲဒုက္ခတွေများစွာရှိတယ်အပြစ်တွေကလည်းပဲများစွာရှိနေတယ်ဒါဖြင့်ကာမဆိုတဲ့အထဲမှာခုနကပြောခဲ့တဲ့အတိုင်းပဲလိုချင်လားနှစ်သက်တာဟာကာမအဲ့ဒီလိုချင်မှုအနှစ်သက်မှုအနှစ်သက်ဆုံးအလိုချင်ဆုံးသည်ဘယ်အရာလဲလို့ဒါကိုလည်းဦးဇင်းတို့ပြန်ပြီးတော့တွေးကြရအောင်တွေးကြည့်အောင်ပစ္စည်းဝတ္ထုတွေပေါ်တယ်လိုချင်တယ်အဲ့လိုပစ္စည်းဝတ္ထုတွေပေါ်ပြီးတော့ပစ္စည်းဝတ္ထုတွေရလာပြီအဲ့ဒီအပေါ်မှာလည်းမိမိကသာယာမှုတွေ့တာမှုတတ်မဲ့မှုရှိတယ်နောက်တစ်ခါကျတော့မိမိခန္ဓာကိုယ်မှာဘာဟိရခေါ်တဲ့ခုနပစ္စည်းဝတ္ထုအပြင်မိမိခန္ဓာနဲ့ဆက်ဆက်နေတဲ့အင်္ဂါခြေလက်ပေါ့အင်္ဂါခြေလက်အပေါ်မှာလည်းဟာငါမျက်စိငါလက်ငါခြေထောက်ငါနှရွက်စသည်ပေါ့ဒီလိုတာယာမှုတတ်မဲ့မှုလည်းရှိတယ်အဲ့လိုရှိတဲ့အခါကျတော့နောက်တစ်ခါကျငါခန္ဓာကိုယ်ငါအသက်ဆိုတဲ့ဟာထဲမှာအဲ့ဒီမှာဦးဇင်းတို့တဆင့်ချင်းလေးပြန်ပြီးတော့စဉ်းစားကြည့်အောင်အဲ့ဒီမှာစွန့်ကြတော့မယ်ဟေးဆိုလို့ရှိရင်ဘာကိုရင်စွန့်မလဲပစ္စည်းဝတ္ထုနဲ့အသက်ဘယ်လိုဘယ်ဟာကိုရင်စွန့်မလဲဆိုရင်ပစ္စည်းဝတ္ထုကိုစွန့်မယ်နော်ဗာဟိရပစ္စည်းကိုစွန့်တယ်အဲ့ဗာဟိရပစ္စည်းဝတ္ထုနဲ့မိမိရဲ့အင်္ဂါခြေလက်ကိုစွန့်ညဆိုလို့ရှိရင်ဘယ်ဟာဦးစားပေးစွန့်မလဲဆိုရင်ပစ္စည်းဝတ္ထုကိုစွန့်မယ်အဲ့အင်္ဂါခြေလက်ကိုမစွန့်နဲ့ဒါမြင်အင်္ဂါခြေလက်နဲ့မိမိရဲ့အသက်ကိုဦးဇင်းတို့ဘယ်ဟာစွန့်မလဲဆိုလို့ရှိရင်အင်္ဂါခြေလက်ကိုပဲစွန့်ပါအသက်ကိုမစွန့်နိုင်အဲ့ဒီအသက်ကလေးကိုမစွန့်နိုင်တဲ့အတွက်အဲ့ဒါလေးကိုပဲဦးဇင်းတို့အတ္တဒီအပေါ်မှာပဲဦးဇင်းတို့ဆွဲလန်းပြီးတော့နေကြတာအဲ့ဒါကာမပဲအဲ့ဒီကာမရှိနေသမျှဘဝဟာဦးဇင်းတို့ရနေကြအောင်ပါတဲ့ရနေသမျှလည်းပဲဆင်းရဲတွေဆိုတာကြုံကြရမှာဒါကြောင့်မို့ဘာဟိရပစ္စည်းဝတ္ထုကိုစွန့်နိုင်တဲ့အင်္ဂါခြေလက်ကိုစွန့်နိုင်ဖို့ရခဲရင်တယ်အင်္ဂါခြေလက်ကိုစွန့်နိုင်တဲ့အသက်ခန္ဓာကိုမိမိတို့စွန့်နိုင်ဖို့ရခဲရင်တယ်အဲကြောင့်မြတ်စွာဘုရားကအတ္တသမ္မာပေမနတ္ထိနော်မိမိခန္ဓာကိုဟာမိမိကိုယ်ကိုယ်သားလည်းအချစ်ဆုံးဆိုတာဒါကိုပြောတာအဲကြောင့်ကိုယ်အသက်ကိုစွန့်ဖို့အသက်ခန္ဓာကိုစွန့်ဖို့ရဟာအင်မတန်မှခဲရင်တယ်ခဲရင်တဲ့အတွက်ကြောင့်လည်းပဲဦးဇင်းတို့ပါရမီအနေနဲ့ဆိုလို့ရှိရင်ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီဒါနပရမတ္ထပါရမီတဲ့ထည့်ထားခဲ့တာဒီဒါနပရမတ္ထပါရမီဘုရားလောင်းသူတော်ဘုရားအလောင်းနေသားလေဦးဇင်းတို့စွန့်လွတ်နိုင်တာကျန်တဲ့ဦးဇင်းတို့တာဝကတွေကတော့စွန့်လွတ်နိုင်ဖို့ရခဲရင်တယ်အဲကြောင့်ခဲတဲ့အတွက်ကြောင့်အဲ့ဒီအပေါ်လေးမှာခုနကတွေ့တာမှုတတ်မဲ့မှုနှစ်သက်မှုတွေရှိနေသည့်အတွက်ကြောင့်တဲ့မြတ်စွာဘုရားဟာဘဟုဒုက္ခ
ဘဟုပါယတာစိုးရိမ်မှုတွေများစွာဖြစ်ပေါ်ပြီးတော့နေရတာသိရမှုတွေများစွာတွေ့ကြုံပြီးတော့နေရတာตายရတာဘွယ်လေးကခဏလေးကိုအဟုတ်ထင်းပြီးတဲ့အခါကျတော့ခုနကဒီလောကကြီးထဲမှာဥစဉ်တို့ရှင်သန်နေကြရတာအဲကြောင့်လူဘဝကိုပြန်တွေးကြည့်လိုက်တဲ့အခါမိမိတို့ဘယ်လိုဖြတ်သန်းပြီးတော့နေကြသလဲဘယ်လိုရှင်သန်ပြီးတော့နေကြသလဲလို့လူဘဝလေးကိုပြန်တွေးကြည့်လိုက်တဲ့အခါကျတော့ဥစဉ်တို့နေကြတဲ့ပုံကိုယ်တွေဟာဘယ်လိုနေထိုင်ကြသလဲဆိုတော့နေ့စဉ်အာထုတ်ပြုလုပ်တွင်တွင်အာလတိနေ့တနေ့မမြင်သာဝနေရေရှုပ်ထွေးစုံလင်ဤဒုက္ခကြီးလာလူတို့တွေဘဝရှင်သန်ရေးအတွက်အာစားဖို့ရအတွက်ဝုတ်ဖို့ရအတွက်နေဖို့ရအတွက်စားဖို့နေရေးဒီအရေးတွေကိုပဲဖြည့်ဆည်းပြီးတော့ဦးဇင်းတို့နေ့စဉ်နဲ့မြနေရူပလောက်ကင်ဆောင်ရွက်ပြီးတော့ဘဝကိုဖြတ်တန်းရှင်သန်နေကြတာဒါကြောင့်နေ့စဉ်အာထုတ်ပြုလုပ်တွင်တွင်အာလတိနေ့တနေ့မမြင်အားပါတယ်ဆိုတဲ့အချိန်နားရပါတယ်ဆိုတဲ့အချိန်ဟာမရှိသလောက်ပဲမရှိတော့ပြီးတော့ဒီစားဖို့နေရေးအတွက်ဖြည့်ဆည်းနေရတဲ့အတွက်မိမိအသက်ရှင်သန်ဖို့အဓိကပေါ့နော်အသက်ရှင်သန်ဖို့ရအတွက်ဒါတွေကဖြည့်ဆည်းပြီးတော့ဆောင်ရွက်နေကြတဲ့အခါကျတော့ဒုက္ခတွေဆိုတာဟာအများကြီးပဲဒါကာမဆိုတဲ့စကားဟာဘယ်လိုမိမိတို့အတွင်းအနုတ္တယအနေနဲ့လဲဂိတ်နေတာအနုတ္တယအနေနဲ့ဂိတ်နေတဲ့အခါကျဒါကိုမပယ်တတ်နိုင်တွေ့မင်းတို့ဒုက္ခတွေ့မှာလို့မြတ်စွာဘုရားမိတ်အဲ့လိုမိတ်တဲ့အခါကျတော့ဒီဒုက္ခကိုဒုက္ခလို့သိပြီးတော့ဒီအပေါ်မှာမိမိတို့အာရိနဝအပြစ်တွေမြင်အောင်ကြည့်နိုင်ဖို့လိုတယ်တဲ့အဲ့ဒီအပြစ်တွေကိုမမြင်တာဟာဘာကြောင့်လဲလို့ဆိုလို့ရှိရင်ခုနကကာမလို့ခေါ်တဲ့လောဘတရားကြောင့်အဲ့လောဘတရားရှိနေသမျှကာလပတ်လုံးဦးဇင်းတို့ကိုယ်ရင်ထဲမှာလောဘရှိနေသမျှဒေါသလောဘရှိရင်ဒေါသလည်းလာမှာပဲတင်ပါ နော်လောဘရှိရင်ဒေါသလည်းလာမှာပဲလူချင်းမှုကြောင့်မရရင်ဒေါသဖြစ်မယ်အဲ့ဒီလောဘဒေါသဖြစ်လို့ဖြစ်မှမသိနေတာဟာမောဟပဲအဲ့ဒီလောဘအခြေခံပြီးတော့မိမိတို့ရဲ့စိတ်ထဲရင်ထဲနှလုံးသားထဲမှာလောဘရှိနေသမျှဒေါသရှိနေသမျှမောဟရှိနေသမျှဘာဖြစ်လာမလဲဆိုရင်မကောင်းတာတွေလုပ်မကောင်းတာတွေပြောမကောင်းတာတွေတွေးပြီးတော့မကောင်းတဲ့အခြေအနေဇိုးတွေနဲ့တွေ့ကြုံနေကြရအောင်ပါတဲ့မကောင်းတဲ့အခြေအနေဇိုးတွေဆိုတာဒီဘဝတွေကိုပြောတာပဲအဲ့ဆိုဘုရားတော့ဘဝတွေနဲ့တွေ့နေအောင်ပါပဲတဲ့အဲ့လိုအခြေအနေဇိုးတွေနဲ့မတွေ့ကြုံခြင်းရင်တဲ့မြတ်စွာဘုရားကအချင်းဒီကောင်းနဲ့တွေ့ဆုံဖို့ရာအတွက်တရားနဲ့လည်းပဲရှင်တွဲပြီးတော့ဆောင်ရွက်ပါဒီစကားလေးမိတ်ပါတရားနဲ့ရှင်တွဲဆောင်ရွက်ပါစာဝတ်နေရေးဆိုတာကင်းလို့မရဘူးတဲ့လူဘဝမှာမဟုတ်ဘဝခန္ဓာကြီးရလာတဲ့ရဝမှန်သမျှကင်းလို့မရဘူးဒါပေမဲ့ကင်းလို့မရသည့်အတိုင်းအတိမဲ့ပြီးပြစ်ထားမှာလားဆိုတော့မဟုတ်ဘူးတဲ့အဲ့ဒီစာဝတ်နေရေးတွေဖြည့်ရှင်းရင်းနဲ့ဓမ္မနဲ့ရှင်တွဲပြီးတော့ရှင်သန်ဖို့လိုတယ်ဒါကိုဦးဇင်းတို့မြတ်စွာဘုရားကမိတ်တယ်ဒါကြောင့်လောဘဆိုတဲ့သဘောဟာဘာလဲဆိုတော့ဦးဇင်းတို့လောဘသည်တဲ့ပေးမလောက်တာလောဘပေးမလောက်ဘူးတဲ့ပေးဟိုကယူတာပဲဘလောက်ပဲရနေကျင်နာပြီးတော့ပို့ပြီးတော့ယူချင်လာလေပဲရချင်လာလीပေါ့အဲကြောင့်ပေးမလောက်တဲ့လောဘတစောက်ကန်းလောက်တတ်တဲ့ဒေါသတရားဟာတစောက်ကန်းတစောက်ထိုးတစောထိုးလောက်တတ်တာဒေါသအသိဉာဏ်ကင်းမဲ့သွားတာပေးမလောက်တဲ့လောဘတစောက်ကန်းလောက်တတ်တဲ့ဒေါသနောက်တော့မောဟအဲ့ဒီလောဘတွေဒေါသတွေဖြစ်အောင်မောဟကနေပြီးတော့ဦးဇင်းတို့မြောက်ထိုးပင့်ကော်ပေးတာဗမာအသုံးတို့နော်ဦးဇင်းတို့နားလည်အောင်လို့မြောက်ထိုးပင့်ကော်ပေးတာမောဟအဲ့ဒီခုနကပြောတဲ့မိမိတို့လောဘဒေါသမောဟတွေနဲ့မိမိရဲ့စိတ်မှာပေါင်းနေသမျှဖြစ်နေသမျှဒုက္ခတွေဆိုတာယောက်ျားဥမာဒုက္ခတွေဆိုတာရှိဥမာပဲအဲ့ဒီလောဘတွေရှိလာတဲ့အခါလောဘဖြစ်လာတဲ့အခါကျတော့ဒီလောဘဖက်လာလို့ရှိရင်ဦးဇင်းတို့ဒီဘယင်းဆရာတော်ကြီးမိန့်ထားတဲ့စကားလေးဒီနေရာလေးမှာပေါ်လာလို့ပါလောဘဖက်တော့ဒါနခက်တယ်တဲ့လောဘဖက်တော့ဒါနခက်တယ်
ဟုတ်တာပေါ့မပေးလို့မကမ်းလို့မစွန့်လို့တော့ဘူးလေလောဘဖက်လာပြီဆိုတော့လူချင်းမှုကြောင့်စုပ်ကင်ထားတဲ့အခါကျမပေးလို့မကမ်းလို့မစွန့်လို့တဲ့အတွက်ဒါနဆိုတာခက်သွားပြီခက်တဲ့ထဲမှာခုနကဒီပစ္စည်းဝတ္ထုလေးတောင်မပေးနိုင်တော့ဘူးဆိုလို့ရှိရင်ရှင်နေဟာတော်တော်စိုးနေပြီပေါ့ဒါကြောင့်လောဘဖက်ရင်လောဘဖက်တော့ဒါနခက်တယ်နောက်သီလကြတော့အဆက်ကြောင့်မရှိလို့ရှိရင်အဆက်ကြောင့်ကင်းမဲ့ရင်သီလခက်တယ်အဆက်ကြောင့်မရှိသီလတရားနဲ့လည်းပဲပြည့်စုံဖို့ခက်တယ်နောက်တစ်ခါတုဒ္ဒမဖက်မလေးကျင့်ဘူးဆိုရင်တော့ဝိပဿနာခက်တယ်ဒါဒီပင်းဆရာတော်ရဲ့အဆုံးအမနော်လောဘဖက်တော့ဒါနခက်တယ်အဆက်ကြောင့်ကင်းတော့သီလခက်တယ်တုဒ္ဒမဖက်မလေးကျင့်ရင်ဝိပဿနာခက်တယ်ဝိပဿနာအသိဉာဏ်ရဖို့ရာအတွက်ခုပြောသလိုတရားနာကြားခြင်းလည်းမရှိဘူးတရားစာပေလေ့လာခြင်းလည်းမရှိဘူးစိတ်ဝင်စားမှုလည်းမရှိဘူးအတ္တလဝါနဲ့ဥစဉ်တို့နေရမယ်ဆိုလို့ရှိရင်တဲ့ဝိပဿနာအသိဉာဏ်ဝိပဿနာဉာဏ်ရဖို့ဟာခက်တယ်ဒါတုဒ္ဒတော့ဖက်တယ်တဲ့လေ့ကျင့်မှုမရှိဘူးမလေ့ကျင့်မှုကျင့်သုံးမှုမရှိဘူးဆိုရင်လည်းဝိပဿနာဉာဏ်ဆိုတာမရနိုင်ဘူးအသိဉာဏ်မရနိုင်ဘူးပေါ့အဲကြောင့်မို့မိမိတို့ကအကောင်းအဆိုးအကြောင်းအကျိုးတွေကိုပြန်စစ်ပြီးတဲ့အခါကျတော့အမှားအမှန်သိအောင်လုပ်ပါတဲ့အဲလိုအမှားအမှန်သိလာပြီဆိုလို့ရှိရင်မှားရင်တော့ပြင်မှာမှန်ရင်တော့ဆက်လုပ်ဖို့ရအတွက်ဒီဟာလေးကသိအရေးကြီးပါတယ်အဲဒါကြောင့်လောကမှာဦးဇင်းတို့အဟောင်းနဲ့အသစ်အကောင်းနဲ့အဆိုးနဲ့အကောင်းအဖြူနဲ့အမဲနဲ့အဖြူအညစ်နဲ့အသစ်နဲ့အညစ်ဆိုတာဒါတွေဦးဇင်းတို့ရှင်တွဲနေနောက်အရှုံးနဲ့အနိုင်အရှုံးကနေအနိုင်အမုန်းနဲ့အပြုံးအမုန်းကနေအပြုံးနောက်ဆင်းရဲနဲ့ချမ်းသာဆင်းရဲချမ်းသာဒါတွေဟာဦးဇင်းတို့ထွန်တွဲနေတယ်ဆင်းရဲကနေလွတ်မြောက်ပြီးတော့ချမ်းသာဒုက္ခရဖို့ဟာဟောဒီလိုဝိပဿနာအသိဉာဏ်ရအောင်သင်တို့အားထုတ်ပါတောင်းရက်ပါဘာကြောင့်လဲဆိုတော့အဲ့ဒါမှဘဝကြီးကိုဦးဇင်းတို့ငင်းဝင့်နိုင်တဲ့စွမ်းအားဟာရမှာတဲ့အဲကြောင့်ဦးဇင်းတို့ဘဝဟာအင်မတန်မှตายဘွယ်နေပြီးတော့ရရှိနေတဲ့ဘဝသည်အနှစ်မရှိအချင်းဤတာပဲလို့ဒီလိုလေးပထမတွေးမြင်နိုင်အောင်သင်ကျင်နိုင်အောင်တတိလေးနဲ့ထားပြီးတော့ကြည်ဘဝဆင်းရဲတယ်ဆိုတာဘဝအနှစ်မရှိဘူးအချင်းဤတာဖြစ်တယ်ဒါဒုက္ခသစ္စာအဲ့ဒါဟောဖြစ်ဒုက္ခသစ္စာရဲ့သဘောဒုက္ခရဲ့သဘောကိုသိတာဒါမြင်ဒီအချင်းဤဖြစ်တဲ့ဘဝကြီးကိုဘသူကပေးလာတယ်လိုချင်မှုဆိုတဲ့ကာမအဲ့ဒီကာမလောဘတရားကိုကောက်လိုက်တော့လောဘပဲလောဘကြီးရင်ခုနကဒုက္ခတွေများလာမယ်လိုချင်နေသမျှဒုက္ခရနေမှာပဲလိုချင်မှုကင်းမှဆင်းရဲဆိုတာငြိမ့်မယ်ဆင်းရဲငြိမ့်ဖို့ရအတွက်ဆင်းရဲငြိမ့်ရအကျင့်ကိုကျင့်မှဆင်းရဲဆိုတာငြိမ့်နိုင်မှာအဲ့လိုဆင်းရဲငြိမ့်ဖို့ရအတွက်မိမိတို့ခန္ဓာကိုယ်ကိုအာဒီနဝအဋ္ဌဘိယောအပြစ်တွေဟာများစွာရှိတယ်ဆိုတာကိုဦးဇင်းတို့သိဖို့ရအတွက်လိုတယ်ဒါကြောင့်ကိုယ်စိတ်ကိုယ်စစ်ကိုယ်လန်းကိုယ်သွားကိုယ်အလုပ်ကိုယ်လုပ်ကိုယ်တာဝန်ကိုယ်ကြည်ကိုယ်သမိုင်းကိုယ်ရေးချရမှာဖြစ်သည့်အတွက်ကိုယ်ပြန်စမ်းစစ်စေကြပါတယ်မာလာမှန်လားမှန်လားမာလာဆိုတာဦးဇင်းတို့ပြန်စမ်းစစ်ပြီးတော့မှားရင်ပြင်ပါတဲ့မှန်ရင်ဆက်လုပ်သင်တို့အလုံးတဲ့မှန်ရင်ဆက်လုပ်ဖို့ရအတွက်သင်တို့အလုံးအဲ့ဒီအမှားအမှန်ကိုဦးဇင်းတို့သိဖို့ရအတွက်မြတ်စွာဘုရားကအာရိနဝအပြစ်တွေဟာများစွာရှိတယ်ရှိနေသည့်အတွက်ဘဟုဒုက္ခဆင်းရဲတွေလည်းများတယ်ဘဟုပါရသောစိုးရိမ်မှုတွေနော်များစွာရှိပြီးတော့နေရတဲ့အတွက်ဘဝပို့ပြီးတော့အချင်းကြီးဖြစ်ပါတယ်တဲ့ဒါကြောင့်အာရိနဝအပြစ်တွေဆိုတာဟာဦးဇင်းတို့မြတ်စွာဘုရားကသီဝတိက3ဆိုပြီးတော့အင်္ဂုတ္တရနိကေမှာဟောဒီမိမိတို့ရဲ့အမတန်မှတတ်မဲ့တဲ့နှစ်သက်တဲ့သဘောကျတဲ့ခန္ဓာเนาะဒီခန္ဓာအသက်ခန္ဓာကိုယ်ကြီးမှာ5မျိုးဦးဇင်းတို့ပစ္စကနိဗ္ဗာန်မြတ်စွာဘုရားဟောထားတာလေးကိုဒီနေ့မိမိတို့နားလည်မှုယူပြီးတော့စင်ကျင်ဉာဏ်
ပွားနိုင်အောင်လို့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတယ်တိဝတိကတော့ပင်စိမေဘိခဝေအာဒီနဝတိဝတိကာတိဝတိကဆိုတာတိဝတိဆိုတာတိဝတိကဆိုတာဦးဇင်းတို့သုတ်တန်သင်္ချိုင်းကိုတိဝတိကလို့ခေါ်တယ်သင်္ချိုင်းပေါ့သင်္ချိုင်းကုန်းပေါ့နော်ပင်စိမေဘိခဝေအာဒီနဝတိဝတိကာအဲ့ဒီသင်္ချိုင်းမှာတဲ့အပြစ်တွေ၅မျိုးရှိတယ်တဲ့အပြစ်အာဒီနဝအပြစ်တို့သည်ဣမိပင်စဤ၅မျိုးတို့သည်သုတ်တန်သင်္ချိုင်းမှာအပြစ်၅မျိုးရှိတယ်မြတ်စွာဘုရားကဒါဥပမာဘက်ကိုထားတာဒါဖြင့်အဲ့ဒီအပြစ်တွေကဘာတွေလဲကတမေပင်စအတုစီဒုက္ခန္တာသပ္ပတိပယဝါလာနံအမနုဿာနံအာဝသောဘုံနောဇနတအာရောဓနာနံပါတ်1အတုစီအဲ့ဒီသုတ်တန်သင်္ချိုင်းဆိုတဲ့မြေသုတ်တန်သင်္ချိုင်းနေရာဆိုတာဟာအတုစီမစင်ကြယ်ဘူးတဲ့စင်ကြယ်မှုမရှိဘူးတဲ့ဒါမဲ့ဦးဇင်းတို့ဒီမှာတော့ဟိုသိတဲ့အတိုင်းပဲပေါ့နော်အကုန်လုံးသူရတော့မြင့်တင်ကျိုးစံနေဟိုးဖះလက်ထက်တုန်းကတော့ဦးဇင်းတို့သုတ်တန်တရားသင်္ကန်းစွန့်ပြစ်တော့ခန္ဓာကိုယ်တွေဒီတိုင်းအဝတ်နဲ့ပတ်ပြီးတော့တောင်းပဲဦးဇင်းတို့ထားခဲ့ကြရတာဟုတ်ထားခဲ့ရတာအဲ့မှာလည်းအတုစီမစင်ကြယ်ဘူးတဲ့သုတ်တန်သင်္ချိုင်းဆိုတာဟာမစင်ကြယ်ဘူးစင်ကြယ်မှုမရှိဘူးကိုယ်စိတ်แท้လဲစိတ်ကိုကမတန့်တဲ့အတွက်မစင်ကြယ်ဘူးနောက်နံပါတ်2ဒုက္ခန္တာအနတ်သက်လည်းမကောင်းဘူးတဲ့ဒါတော့ဒီမှာလည်းရှိပါတယ်ဒုက္ခန္တာမကောင်းသောအနတ်သက်တွေရှိတယ်သပ္ပတိဘယာတဲ့သပ္ပတိဘယာဆိုတာကဘေးရန်အန္တရာယ်တွေအင်မတန်ပေါ်များတယ်ဘေးရန်တွေပေါ်များတယ်ကြောင်းမဲ့ဖွယ်ရာတွေပေါ့နော်ဘေးရန်တွေပေါ်များတယ်နောက်ဝါလာနံအမနုဿာနံအာဝါသောဝါလာနံကျမ်းတန်းကုန်သောအမနုဿာနံဘလူတပတ်တရေသစေတို့ဤအာဝါသောနေရာအဲ့တော့ပြိတ္တာဘုံမှာဖြစ်နေကြတဲ့ခုနတရေတို့သစေတို့နော်အဲ့ဒါကြီးသွားရင်တော့တရေတဲ့ကြီးသွားရင်တော့တပတ်တဲ့ကြီးသွားရင်တော့ဘလူပေါ့ရှေ့တုန်းကတော့အဲ့ဘက်ဟိုမှာရှိတာတောတွေထဲမှာဟိုးဘုရားလက်ထက်တော့အဲ့ဒီမှာဝါလာနံအမနုဿာနံအာဝါသောနံပါတ်4ကဘာလဲဆိုတဲ့အခါကျတရေတပတ်တို့ရဲ့စိုးသွမ်းလာတဲ့တရေတပတ်တွေရဲ့နေရာကြီးဖြစ်တယ်တဲ့သုတ်တန်သင်္ချိုင်းမှာနောက်တစ်ခါနံပါတ်5ကဘဟုနောဇနတအာရောဓနာဒါထင်ရှားတယ်ဘဟုနောများစွာကုန်သောများစွာသောဇနတလူအပေါင်းရဲ့အာရောဓနာငိုကြွေးရနေရာဖြစ်ပါတယ်သုတ်တန်သင်္ချိုင်းမှာသင်္ချိုင်းကုန်းမှာနော်ကိုယ်နဲ့ယဉ်နီးသလောက်မူဆွေးတော့ကရောက်ပြီးတော့မျက်ရည်တွေတဆန်းဆန်းနဲ့ငိုကြွေးမှုတွေနော်အင်မတန်မှများတဲ့နေရာတဲ့အဲ့ဒါကြောင့်သုတ်တန်မှာဒီ5မျိုးရှိပါတယ်တဲ့အတုစီမစင်ကြယ်ဘူးဒုက္ခန္တာမကောင်းသောအနတ်တွေရှိတယ်သပ္ပတိဘယာဘေးရန်အန္တရာယ်တွေပေါ်တယ်ဝါလာနံအမနုဿာနံအာဝါသောတရေတပတ်တို့ရဲ့နေရာဖြစ်တယ်ဘုဇနတာအာရောဓနာများစွာသောလူပုဂ္ဂိုလ်တွေရဲ့ငိုကြွေးရာဖြစ်တယ်ဒီအချက်5ချက်သုတ်တန်သင်္ချိုင်းမှာဦးဇင်းတို့ရှိပါတယ်တဲ့အပြစ်ဒါသုတ်တန်မှာအပြစ်5မျိုးရှိတယ်သင်္ချိုင်းမှာအပြစ်5မျိုးအဲ့ဆိုဗျာဖော်ပြဖော်ပြပြတဲ့အခါကျတော့ဧဝမေဝခောပင်စိမေအာရိနဝတိဝတ္ထုကုပမေပုဂ္ဂလေမိမိတို့ရရှိထားတဲ့ပုဂ္ဂိုလ်တိုင်းမှာရရှိထားတဲ့ခန္ဓာကိုယ်အဲ့ဒီခန္ဓာကိုယ်မှာလည်းအဲ့ဒီသင်္ချိုင်းလိုပဲတဲ့အပြစ်5မျိုးရှိပါတယ်မိမိတို့ခန္ဓာကိုယ်ကြီးသည်မြတ်စွာဘုရားဟောထားတဲ့ဟာဆိုရင်မိမိခန္ဓာကိုယ်ဒီဘာနဲ့အလားတရံတူတယ်ဆိုရင်သင်္ချိုင်းနဲ့အလားတရံတူသွားပြီဒီဥပမာဆိုရင်ကိုယ်ခန္ဓာကိုယ်ဒီသင်္ချိုင်းနဲ့သုတ်တန်သင်္ချိုင်းနဲ့တူတယ်အဲဒီသုတ်တန်သင်္ချိုင်းဟာခုနပြောလို့နံပါတ်1သုတ်တန်သင်္ချိုင်းမှာဘာရှိတယ်ဆိုတော့အတုစီမစင်ကြယ်သောအရာတွေရှိတယ်အဲ့ဒီလိုပါပဲတဲ့မြတ်စွာဘုရားကဗာမိတ်လိုက်တယ်ဆိုတဲ့အခါကျတော့အတုစီဆိုတဲ့ဥပမာကြတော့ဧကိစ္ဆောပုဂ္ဂလောအတုစီနာကာယကမ္မေနဝစီကမ္မေနမနောကမ္မေနတမနာကတောဟောတိအတုစီတာယဝရာမိ
အချို့သောပုဂ္ဂိုလ်တိုင်းတော့မြတ်စွာဘုရားမဆိုလိုပါဘူးတဲ့အချို့သောပုဂ္ဂိုလ်တွေမှာတဲ့ဧကိသောပုဂ္ဂိုလ်အချို့သောပုဂ္ဂိုလ်တွေအတုစိနာမစင်ကြယ်သောကာယကံမိနကာယကံဖြင့်၎င်းကာယကံမိနကာယကံဖြင့်၎င်းဝစီကံမိနဝစီကံနှင့်၎င်းမနောကံမိနမနောကံနှင့်၎င်းတမဏံကတော့ပြည့်စုံသည်ဟောတိဖြစ်၏မစင်ကြယ်သောကာယကံဝစီကံမနောကံမစင်ကြယ်ဘူးဆိုတာဘာတုံးဆိုတဲ့အခါကျတော့ကာယကံသည်အခုမိမိခန္ဓာကိုယ်အကြောင်းပြုပြီးတော့ဒီခန္ဓာနဲ့ယဉ်နှီးပြီးတဲ့အခါမှာသူ့အသက်တတ်ခြင်းသူ့ဥစ္စာကိုခြင်းတမယပြမစောကလွန်ကျူးခြင်းဒါကာယကံအပြစ်အတုစိမစင်ကြယ်ဘူးနောက်ဝစီကံမုဒ္ဒဝါဒပိဋကဝါစာပရုဒ္ဒဝါစာသဗ္ဗပလာပဒါအပြိမ်ပြင်းသောစကားတွေပြောနေရင်လည်းပဲမိမိဟာမစင်ကြယ်ဘူးမုဒ္ဒဝါဒမောင်လောက်တော့မဟုတ်ဘူးဖွင့်ထားတာကမုဒ္ဒဝါဒပိဋကဝါစာပရုဒ္ဒဝါစာသဗ္ဗပလာပတန်ဖပလာပပြင်ဖြစ်သောစကားအနှစ်မရှိသောစကားပြည့်ရပြုလို့သောစကားစသည်ပေါ့နော်အဲ့လိုစကားပြောနေရင်တောင်မဲ့အတုစိမစင်ကြယ်သောဝစီကံနောက်မနောကံမေနာအဘိဇာပြပါဒမိစ္ဆာဒိဋ္ဌိပေါ့နော်အဲ့ဒီတခုခုနဲ့ရှိနေတယ်ဆိုရင်အဲ့ဒီဟာကမစင်ကြယ်ဘူးတဲ့အဲ့မစင်ကြယ်သည့်အတွက်ကြောင့်အဲ့ဒါဒီအတုစိတာယဝရာမိမြတ်စွာဘုရားကအဲ့ဒီပုဂ္ဂိုလ်ဟာအတုစိမစင်ကြယ်သောတုတ်တန်နဲ့တူတယ်လို့အဟံငါဘုရားဒီဝရာမိဟောတော်မူ၏အဲ့ဒါကြောင့်မိမိခန္ဓာကိုယ်အတုစိမစင်ကြယ်သောတုတ်တန်နဲ့တူညီမှုမဖြစ်စေဖို့မိမိတို့သည်ကာယကံစင်ကြယ်မှုရှိအောင်ဝစီကံစင်ကြယ်မှုရှိအောင်မနောကံစင်ကြယ်မှုရှိအောင်ဒါထိမ့်သိမ်းဆောင်ရွက်ဖို့လိုတယ်ကာယကံကတော့ဦးဇင်းတို့ကာယကံဝစီကံခုနကတော့ဒါသီလတရားဆောင်ထိန်ထားရင်တော့ပြည့်ပြည့်စုံစုံစောင့်နိုင်တယ်ဆိုရင်တော့ကာယကံဝစီကံဟာသီလနဲ့ပြည့်စုံရင်ရတယ်မနောကံဆိုတဲ့စိတ်ကြတော့ဦးဇင်းတို့ခုနပြောတော့သမထဝိပဿနာနဲ့ထိနိုင်မှပို့ပြီးတော့စင်ကြယ်တော့နော်အဲဒါကြောင့်အတုစီမစင်ကြယ်ဘူးတုတ်တံမှာမစင်ကြယ်ခြင်းသဘောတရားတွေရှိတယ်မိမိတို့ဒီခန္ဓာကိုယ်နဲ့နေရူပရှင်သန်နေကြတဲ့အချိန်သာဝနေရေးပြဿနာဖြေရှင်းနေတဲ့အချိန်လေးမှာဓမ္မဆိုတဲ့တရားနဲ့ရှင်တွဲပြီးတော့နေရင်စင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်တော့မယ်ဓမ္မနဲ့မရှင်တွဲနိုင်ဘူးဆိုရင်တော့အတုစီမစင်ကြယ်သောကာယကံဝစီကံမနောကံနေနဲ့အချိန်ကြီးများစွာရှိနေတယ်ဆိုရင်တော့အတုစီသုတ်တန်မစင်ကြယ်သောသုတ်တန်မြေကြီးနဲ့မိမိခန္ဓာကိုယ်ဒီတူသွားပြီတဲ့ဒါမြတ်စွာဘုရားနံပါတ်1ဥပမာပေးပြီးတော့ဥပမာဝေဘယံနဲ့ရှင်းတယ်နောက်ဒုတိယချက်ဒုက္ခန္တာမကောင်းသောအနတ်ရှိတယ်မကောင်းသောအနတ္တဆိုတာကတော့ဒါအနတ္တရဲ့သဘောတရားတော့သိသွားဒါပေမဲ့မိမိခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအနန္တသဘောတရားကဘာလဲဆိုတဲ့အခါကျတော့ဦးဇင်းတို့အတုစိနာမစင်ကြသောကာယကံမိနကာယကံဖြင့်ကာယကံနဲ့တမဏံကတ္တတာပြည့်စုံသောပုဂ္ဂိုလ်အားပပကောကိဋ္တိတတော်တဲ့မကောင်းသောကြော်ဇောသောတန်တိအပုဂ္ဂစ္စတိပြန့်နှံ့ပြီးတော့နေတယ်ပပကောကိဋ္တိတတော်ဒီပုဂ္ဂိုလ်ရယ်တွေ့လိုက်တို့ဒီပုဂ္ဂိုလ်ရဲ့အတန်ကြားလိုက်တာနဲ့သူကဘာဆိုတာတခါတည်းတန်းပြီးတော့ဦးဇင်းတို့ဂုံပုတ်ကနောက်ကတန်းပေါ်တာပဲလေသူဒီပုဂ္ဂိုလ်အမြင်ဘာပဲဆိုတာကြီးကအဲ့ဒီဘာပဲဆိုတာကကောင်းတဲ့အတန်မဟုတ်ဘဲနဲ့ပပကောရုပ်မာသောရုပ်ညံ့သောကိဋ္တိတတော်တဲ့အတန်ကြော်စောတဲ့အတန်မကောင်းတဲ့အတန်တွေနဲ့ကြော်စောနေတာဒီပုဂ္ဂိုလ်ဆိုရင်ဒါဒီကောင်ကလူတသမားပါကွာဒါမျိုးစသည်ပေါ့ဒီကောင်အပြစ်ပြောနေတဲ့ကောင်သူတစ်ပါးအပြစ်ကိုပဲမြင်နေတဲ့ကောင်မှာဘာမှအစွမ်းစားမရှိပါဘူးစသည်ပေါ့နော်အဲ့ဒါမျိုးမကောင်းတဲ့နဲ့ကြော်စောနေလို့ရှိရင်တဲ့ဒုက္ခန္တာမကောင်းသောအနတ္တရှိတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒါကြောင့်မကောင်းသောအနတ္တမရှိအောင်မကောင်းသောသတင်းတွေနဲ့မကြော်ကြားအောင်ဦးဇင်းတို့ကာယကံဝစီကံမနောကံသင်ကျက်အောင်နေဖို့လိုတယ်အစင်ကြအောင်နေဖို့ဆိုတာတော့ခုနကပြောလဲပြန်ချုံးလိုက်ရင်တော့သီလနဲ့သင်ကျက်ရင်သီလပြည့်စုံရင်ကာယကံဝစီကံခုနကပြောလို့စိတ်ကလေးတည်ငြိမ်နေတယ်ဆိုလို့ရှိရင်တော့သမထဝိပဿနာအလုပ်တွေလုပ်နေရင်စိတ်ဟာ
စင်ကြဲနေပါတယ်အဲ့လိုဆိုလို့ရှိရင်တော့မိမိတို့ရဲ့ကိလေသာတော့ကြော်စောတဲ့ဟာသူကတော့မလုံးနဲ့ဟဲ့ဘာနဲ့နေတာသူကဟာသူတိလကိုမချိုးမပေါက်အောင်စောင့်စည်းပြီးတော့နေတာဒါခုဦးဇင်းတို့ခရီးသွားခဲ့ပါတယ်တကယ်ဆရာတော်နှစ်ပါးဦးဇင်းတို့တွေ့ခဲ့တယ်လေးစားရလားတိလနဲ့ပတ်သက်ပြီးတော့ပေါ့နော်တိလနဲ့ပတ်သက်ပြီးတော့လေးစားလောက်အောင်ဦးဇင်းတို့တွေ့ခဲ့ရပါတယ်တွေ့လို့တကယ်လဲဦးဇင်းတို့တာရုကြိမ်လဲခေါ်ပါတယ်စိတ်ထဲမှာလဲကြည်နူးပြီးတော့ဝမ်းသာပီတိလဲဖြစ်ပါတယ်ဒီလိုနေရာမျိုးမှာဒီလိုနေနိုင်တဲ့စွမ်းအားဆိုတာဟာတုံတန်းနဲ့မလွယ်ဘူးဆိုတာလေးကိုဦးဇင်းတို့ဆရာတော်ကနေတာဘယ်လောက်ထိနေလဲဆိုလို့ရှိရင်ဦးဇင်းတို့ပဲခါရကမတွေစွန့်လာမကတ်ရင်လုံးဝမစားကတ်မှာပဲစားတာအဲ့လောက်ထိအဲ့တော့နေရာဒေသတော့ဦးဇင်းတို့မပြောပါဘူးအဲ့ဆရာတော်အဲ့လောက်ထိအနေထိုင်ရောတနေ့နေတာဒီလိုနေရာမျိုးမှာအဲ့လိုနေနိုင်တဲ့စွမ်းအားရှိဖို့ဆိုတာလေတုံတန်ယုံနဲ့တန်ဖိုးထားပြီးတော့ကိုကျင့်တရားပေါ့ပြောကြဆိုကိုကျင့်သီလအပေါ်မှာတန်ဖိုးထားပြီးတော့နေတာတကယ်ကိုပဲရေးစားခဲ့ပါတယ်တန်ဖိုးလည်းထားပါတယ်အခုစင်းတို့စောစောတုန်းကတော့ကြားတာအခုတော့တကယ်လက်တွေ့ပါစင်းတို့အားကြောင့်မို့အဲ့လိုကိဋ္တိတတော်ကြော်စောတဲ့အတန်သူခန္ဓာကောင်းသောအနတ်နဲ့ကြော်စောတယ်ဆိုရင်တဲ့သင်တို့ခန္ဓာကိုယ်သည်ဒုက္ခန္ဓာမကောင်းသောအနတ်ရှိသောသင်္ချိုင်းနဲ့မတူဘူးမြတ်စွာဘုရားဒုတိယအချက်မိတ်တယ်နောက်တစ်ခါတတိယအချက်ကဘာလဲဆိုတဲ့အခါကျတော့သပ္ပတိဘယသင်္ချိုင်းမှာတော့ဘေးရန်အန္တရာယ်တွေပေါ်တယ်သင်္ချိုင်းနဲ့သွားကြည့်ပေါ့ကိုယ်စိတ်ကအလိုလိုနေကြောက်နေရတယ်ချော့ရသေးဘူးဟိုကမတွေ့ရသေးဘူးမမြင်ရသေးဘူးဘေးပြန်ကကိုဖြစ်လာတကယ်လည်းမရှိဘူးလားဆိုတော့ရှိတယ်ဘေးပြန်တဲ့ကြောက်မက်ဖွယ်ရတယ်ရှိတယ်တဲ့သဗ္ဗတိပယဘေးအန္တရာယ်တွေညာစွာရှိသောနေရာဒါတုတ်တန်သင်္ချိုင်းမှာအဲ့လိုမိတ်တော့မြတ်စွာဘုရားအဲ့လိုပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတဲ့အခါကျတော့အတုစိနာကာယကံမေနသမဏဂတံဝစီကံမေနသမဏဂတံမနောကံမေနသမဏဂတံပေတလာတဗျမစာရိအာရကပရိဝဇန္တိသပ္ပတိဘယံဝရာမိဒါဘာဆိုလိုလဲဆိုတဲ့အခါကျတော့ခုနမကောင်းသောကာယကံမစင်ကြယ်သောကာယကံဝစီကံမနောကံနဲ့ပြည့်စုံနေသောပုဂ္ဂိုလ်ကိုပေတလာတဗျမစာရိအာရကပရိဝဇန္တိသဗျမစာရိသတင်းသုံးပေါ်တွေကအဲ့သတင်းသုံးပေါ်ဆိုတာတာမန်ပုဂ္ဂိုလ်တွေမဟုတ်ပေတလာတဲ့သီလကိုချစ်ခင်မြတ်နိုးကုန်သောသို့မဟုတ်အကျင့်တရားကိုချစ်ခင်မြတ်နိုးကြကုန်သောသို့မဟုတ်သူတော်ကောင်းလို့ခေါ်တဲ့ပုဂ္ဂိုလ်များကဦးဇင်းတို့အာရကပရိဝဇန္တိအာကာယကံဝစီကံမနောကံမစင်ကြယ်သောပုဂ္ဂိုလ်တွေဆိုလို့ရှိရင်အဲ့ကောင်းတဲ့ပုဂ္ဂိုလ်တွေကရှောင်လွှဲပြီးတော့နေတာတဲ့ဒါဦးဇင်းတို့ထင်ရှားတဲ့သူတော်ကောင်းတွေကမကတ်တော့ဘူးပေါ့သူတော်ကောင်းတွေကနန်းနန်းကိုမနေတော့ဘူးဝေးကနေပြီးတော့ရှောင်သွားတာသူတော်ကောင်းပုဂ္ဂိုလ်တွေမပြောနဲ့အဲ့ခုနကပြောတဲ့ဦးဇင်းတို့မမြင်ရတဲ့သူတော်ကောင်းတတ်တွေဆိုရင်ပို့ဆိုးတာပေါ့ပို့ဆိုးတဲ့အတွက်အဲ့ဒါကြောင့်တပ္ပတိပယဘေးရန်နေရှိတယ်လို့ပြောတာတခြားမဟုတ်ဘူးတဲ့ကာယကံဝစီကံမနောကံလို့ခေါ်တဲ့ကံ၃ပါးစင်ကြယ်မှုမရှိသောပုဂ္ဂိုလ်ကိုလောကမှာထင်ရှားရှိနေကြတဲ့သူတော်ကောင်းပုဂ္ဂိုလ်တွေကလည်းပဲမတွေ့ခြင်းရှောင်လွှဲပြီးတော့နေကြတယ်သူတော်ကောင်းများဖြစ်ကြတဲ့နတ်ဒီဝါတွေကလည်းပဲရှောင်လွှဲပြီးတော့နေကြတယ်အဲ့လိုနေကြသည့်အတွက်ကြောင့်တပ္ပတိဘယမမြင်အပ်သောဘေးတွေဆိုတာဖြစ်ပေါ်လာတတ်တယ်တဲ့အဲ့ဒီအတွက်ကြောင့်သမဏဂတံသူစိနာစင်ကြယ်သောကာယကံမှာဝစီကံမှာမနောကံမှာကာယကံဝစီကံနဲ့သမဏဂတံပြည့်စုံမယ်ဆိုလို့ရှိရင်သူတော်ကောင်းတွေဖြစ်မြတ်နိုးပြီးတော့သူတော်ကောင်းနတ်ပုဂ္ဂိုလ်များကလည်းဥစဉ်တို့စောင့်ရှောက်မှုရပါလိမ့်မယ်အဲကြောင့်ကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုမနောကံစင်ကြယ်မှုရှိအောင်ဒါကြောင့်မို့အစပြောတယ်
ကိုယ်စိတ်ကိုယ်စိတ်ကိုယ်လန်းကိုယ်သွားကိုယ်အလုပ်ကိုယ်လုပ်ကိုယ်တာဝန်ကိုယ်ကြည်ကိုယ်တမိုင်းကိုယ်ရေးချမှာဖြစ်တယ်ဆိုတာကိုယ်တာဝန်ကိုယ်ကြည်ဆိုတာကိုယ်မှာကိုချစ်တယ်ဆိုလို့ရှိရင်ပေါ့ကိုအင်မတန်မှတွေ့တာတယ်တတ်မဲ့တယ်နှစ်သက်တယ်အဲ့တွေ့တာမှုတတ်မဲ့မှုအပေါ်မှာတန်ဖိုးရှိသောတွေ့တာမှုဖြစ်အောင်ကာယကံစင်ကြယ်ဝစီကံစင်ကြယ်မနောကံစင်ကြယ်တယ်ဆိုလို့ရှိရင်တဲ့မိမိတို့ဟာသူတော်ကောင်းတွေကစောင့်ရှောက်ပြီးတော့မိမိတို့လှုပ်တာကြိုင်တာဆောင်ရွက်တာမှန်တယ်မြဦးဇင်းတို့အတိမ်အဆောင်မရှိဘဲနဲ့ဒါပါတော့ဥပဒနာတရားကျင့်ပြီဆိုရင်အဲ့ဒီအတိညာရဖို့ရအတွက်သူတော်ကောင်းတွေကနေပြီးတော့တွန်းအားပေးပြီးတော့စောင့်ရှောက်တော့အတိညာနေရနာဉာဏ်နေအဲ့ဒါကြောင့်ပေတလာတဗျာမသာရီသူတော်ကောင်းတွေချစ်မြတ်နိုးသောကာယကံဝစီကံမနောကံစင်ကြယ်မှုကိုကြိုးစားပြီးတော့ဆောင်ရွက်ပါတဲ့မစင်ကြယ်ရင်တော့အဲ့ဒီခန္ဓာကိုယ်ကတပတိဘယံဘေးရန်အန္တရာယ်တွေပေါ်များတဲ့သုတ်တန်သင်္ချမ်းကြီးနဲ့တူတယ်လို့မြတ်စွာဘုရားကဝါရာမိမိန်တော်မူတယ်ဒါဥစဉ်တို့နံပါတ်3နံပါတ်4ကဝါလနံအမနုဿာနံအာဝါသောဒါကကြမ်းထမ်းတဲ့တရေတပည့်ဘလူတို့ရဲ့အာဝါဒနေရာသုတ်တန်သင်္ချိုင်းကြီးဆိုတာတရေတပည့်တည်းရဲ့နေရာထို့တူပဲအတုစိနာမစင်ကြသောကာယကံမိနာကာယကံဖြင့်ကာယကံနှင့်၎င်းဝစီကံမိနာဝစီကံဖြင့်၎င်းမနောကံမိနာမနောကံဖြင့်တမဏ္ဏကတော့ပြည့်စုံသောသူသည်တဘာဂေဟိပုဂ္ဂလိတတ္တိန်တံဝတ္တိတဘာဂေဟိပုဂ္ဂလိဆိုသဘောတူတဲ့ပုဂ္ဂိုလ်သဘောတူတဲ့ပုဂ္ဂိုလ်တွေနဲ့တတ္တိအတူတကွတံဝတ္တိနေရတယ်သဘောတူတဲ့ပုဂ္ဂိုလ်တွေဆိုတာကဥစဉ်တို့ဂောဏိနာဂောနောပေါ့မကောင်းတဲ့အကျင့်ရှိသူကမကောင်းတဲ့သူနဲ့ပဲနေရတာအဲ့ဒီလူချင်းချင်းနဲ့ပဲပျော်ပိုက်ပြီးတော့နေရတာအဲ့လိုပုဂ္ဂိုလ်တွေကပဲမိမိတို့အတူနေရတာအဲ့ကြောင့်မို့တဘာဂေဟိပုဂ္ဂလိတတ္တိတံဝတ္တိရဲ့အဲ့လိုပုဂ္ဂိုလ်တွေနဲ့အတူရှင်တွဲပြီးတော့နေရပြီဆိုရင်အကောင်းဆိုတာမမျော်လင့်နဲ့တဲ့သင်ရဲပဲကြုံဖို့ရအတွက်များစွာပဲရှိလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားကတရေတပည့်တို့ရဲ့နေရာလို့ဟောတာမကောင်းတဲ့သူတွေပဲရောက်လာမယ်မကောင်းတာတွေပဲမိမိတို့ထံမှာရောက်ရှိလာလိမ့်မယ်အဲကြောင့်မို့တရေတပည့်တို့ရဲ့နေရာဖြစ်တယ်လို့မြတ်စွာဘုရားမိန့်တာအဲကြောင့်တရေတပည့်တို့ရဲ့နေရာမဖြစ်ဖို့ကာယကံဝစီကံမနောကံစင်ကြယ်ဖို့လိုတယ်နောက်နံပါတ်5ဘဟုနောဇနတအာရောဒနာသုတ်တန်သင်္ချိုင်းမြေလုံတိုင်းဆိုတဲ့နေရာကြီးဟာများစွာသောလူပုဂ္ဂိုလ်တို့ရဲ့ငိုကြွေးရာနေရာဝမ်းနည်းရာနေရာပူဆွေးရာနေရာကြီးပဲလို့မြတ်စွာဘုရားဥပမာဘက်မှာသင်္ချိုင်းရဲ့အပြစ်မှာပြတာဒါဖြင့်သင်္ချိုင်းရဲ့အပြစ်မှာပြတဲ့အခါကျတော့ဒီပုဂ္ဂိုလ်ဘက်မှာကျတော့ဘယ်လိုလဲဆိုတော့တမေနံအတုစိနာကာယကံမိနတမ္မနာကတံပေတလာတဗျာမစာရိဒိဋ္ဌဝခိယဓမ္မံခိယဓမ္မံရှုတ်ချကြကုန်ဤခိယဓမ္မအပိဇန္တိသီလကိုပေတလာနံသီလကိုချစ်ခင်မြတ်နိုးကြကုန်သောတဗျာမစာရိတရင်သုံးပေါ်ပုဂ္ဂိုလ်များကဒိဋ္ဌဝမြင်၍ခိယဓမ္မံရှုတ်ချခြင်းသို့အပိဇန္တိရောက်ကုန်၏ဒါဘာဆိုလိုတာလဲဆိုတော့ခုနကကာယကံဝစီကံမနောကံစင်ကြယ်မှုမရှိအကျင့်စရိုက်တွေဆိုအကျင့်ကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေကိုတဲ့နော်သူတော်ကောင်းပုဂ္ဂိုလ်တွေကမြင်တဲ့အခါကျတော့ရှုတ်ချတယ်ရှုတ်ချပြီးတဲ့အခါကျတော့ရှုတ်ချယုံနေမဟုတ်ဘူးအဲ့ဒီသူတော်ကောင်းပုဂ္ဂိုလ်တွေကနေအဟောဝတ္တနောဒုက္ခံရေမယံဧဝရူပိပုဂ္ဂလိတတ္တိတံဝတ္တမာတိဒီလိုသဘောရှိတဲ့ပုဂ္ဂိုလ်တွေနဲ့အတူတကွနေရတဲ့ငါတို့မှာအဟောဒုက္ခံဆင်းရဲပေစွာတကားဒီပုဂ္ဂိုလ်တွေကိုတွေ့မြင်နေရတာအင်မတန်မှသူတော်ကောင်းတွေကဆင်းရဲပင်ပန်းတယ်နှလုံးမသားမရဖြစ်တယ်နောက်ပြီးတော့နှလုံးမသားမရဖြစ်တာကသူတို့အတွက်ဖြစ်တာမဟုတ်ဒီပုဂ္ဂိုလ်တွေအတွက်ဒီလိုဖြစ်နေတော့သူတို့တော့ဒုက္ခရောက်တော့မှာပဲအပယ်ဆင်းရဲရောက်မဲ့ပုဂ္ဂိုလ်တွေပဲတန်ត្រာမှလုံးမြောက်မဲ့ပုဂ္ဂိုလ်ဟုတ်မှာမဟုတ်တော့ဘူးလို့လည်းမြင်ပြီးတော့လည်းစိတ်ထဲမှာမကောင်းတော့အဟောဝတ္တဒုက္ခဆင်းရဲတွေ
များလိုက်တာအဲဒုက္ခကြီးပါပဲလားလို့ဒီလိုလည်းပဲတစ်ဖက်ကမြင်တယ်ဟောသူတို့နဲ့အတူရှင်သွဲနေရမယ်ဆိုလို့ရှိရင်လည်းငါတို့မှာအမြဲတမ်းဒုက္ခတွေမြင်တွေ့နေရမှာပါလားအဟောဒုက္ခဩဒုက္ခကြီးလိုက်တာလို့ဦးဇင်းတို့အဲသူတော်ကောင်းတွေကနေပြီးတော့အဲ့ဒီလိုရှုတ်ချတယ်တဲ့အဲ့လိုရှုတ်ချခြင်းသည်ပင်လျင်တရဲ့အာလူခုနငိုကြွေးခြင်းလူအပေါင်းတို့ရဲ့ငိုကြွေးရာနေရာဖြစ်တဲ့သုတ်တန်တင်ခြင်းကလူများစွာတို့ရဲ့ငိုကြွေးရာအခုသူတော်ကောင်းတို့ရဲ့ဝမ်းနဲ့တရားဖြစ်တယ်ဒုက္ခပါလားဒုက္ခကြီးပဲဒုက္ခတွေနဲ့ရှင်တွဲနေရပါလားလို့ရှုတ်ချเสียဖြစ်တာတဲ့အဲ့ဒါကြောင့်မြတ်စွာဘုရားကသင်တို့ရဲ့ခန္ဓာကိုယ်ကိုတုတ်တန်သင်ချိုင်းမြေလိုတိုင်းမှာရှိနေတဲ့အပြစ်၅မျိုးနဲ့ဆင်ခြင်ပြီးတော့ရှိပါတဲ့အဲ့ဒီလိုအာရိနဝအပြစ်တွေဆိုတာရှိနေပါတယ်တဲ့အဲ့ဒီအပြစ်တွေကင်းအောင်လို့ကိုယ်စိတ်ကိုလည်းထိမ့်ပါကိုကျင့်တရားကိုလည်းထိမ့်သိမ်းစောင့်ရှောက်ပါအဲ့လိုကိုကျင့်တရားလို့ခေါ်တဲ့သီလတရားတွေထိမ့်သိမ်းစောင့်ရှောက်မယ်မိမိရဲ့စိတ်ကိုလည်းပဲသမထဝိပဿနာတရားနဲ့ထိမ့်သိမ်းစောင့်ရှောက်နေမယ်ဆိုလို့ရှိရင်တော့အာဒီနဝအပြစ်ဆိုတာကင်းသွားပြီးတဲ့အခါကျမှဦးဇင်းတို့ဘာဖြစ်လာမလဲမိမိရဲ့ခန္ဓာကိုယ်ကြီးသည်တတ်မဲ့မှုနှစ်သက်မှုရှိနေသမျှဘဝဟာဆင်းရဲမယ်အဲဒါဘဝဟာအနှင်းမရှိဘူးအချင်းဤတာပဲဖြစ်နေတယ်အဲ့ဒီအချင်းဤဖြစ်တာကြီးလိုချင်နေသမျှလိုချင်တဲ့ရှိနေသမျှအဲ့ဒီဆင်းရဲဒုက္ခကြီးသည်ရာဥမှာပဲအဲ့ဒါကြောင့်မို့အဲ့ဆင်းရဲဒုက္ခတွေမရဘူးလိုချင်မှုကင်းအောင်ကျင့်သုံးရမယ်တဲ့အဲလိုချင်မှုကင်းသွားပြီဆိုလို့ရှိရင်တော့ဦးဇင်းတို့ဆင်းရဲငြိမ်းမယ်အဲဆင်းရဲငြိမ်းဖို့ရာအတွက်ကလည်းပဲဆင်းရဲငြိမ်းရာဖြစ်တဲ့အကျင့်ကိုကျင့်သုံးပါမဂ္ဂသစ္စာပေါ့နော်ကျင့်သုံးပါဆိုတာအခုဒီကာယကံဝစီကံမနောကံထိမ့်သိမ်းဆောက်ရှောက်လိုက်တယ်ဆိုရင်ဒါကျင့်သုံးပြီးသားဖြစ်သွားတယ်အဲလိုကျင့်သုံးလိုက်တဲ့အတွက်ကြောင့်ဘာဖြစ်လာမလဲဆင်းရဲကင်းမှုဆိုတဲ့နေရာပေါ့ဆင်းရဲကင်းမှုဆင်းရဲငြိမ်းရာဆင်းရဲချုပ်ရာဘဝချုပ်ရာနေရာကိုရမယ်ရောက်မယ်အဲဒါကြောင့်ဦးဇင်းတို့လိုချင်မှုကင်းမှဆင်းရဲငြိမ်းမယ်ဆိုတာဟာအဲ့လိုချင်မှုကင်းဖို့ရလည်းပဲအပြစ်ကိုမြင်အောင်ကြည့်နိုင်မှဒီအပြစ်ကိုမြင်သွားပြီဆိုမှလိုချင်မှုဆိုတာတတ်မဲ့မှုဆိုတာနှစ်သက်မှုဆိုတာကင်းသွားမှာအပြစ်ကိုမမြင်သေးသမျှအနှစ်လို့ထင်ပြီးတော့ตายရနေမယ်တတ်မဲ့နေမယ်ဆိုရင်ဆင်းရဲဒုက္ခဆိုတာဟာမငြိမ်းချမ်းပါဘူးတဲ့အဲဒါကြောင့်ဆင်းရဲဒုက္ခတွေငြိမ်းချမ်းဖို့ရာအတွက်မြတ်စွာဘုရားကသုတ်တန်နဲ့ဥပမာပေးပြီးတော့တို့ခန္ဓာကိုယ်ကိုဒါတွေရှိနေတော့ဒီသုတ်တန်ကြီးနဲ့အတူတူပဲဒါတွေမရှိအောင်ကျင့်သုံးဆောင်ရွက်ပါအဲ့လိုဆောင်ရွက်မယ်ဆိုလို့ရှိရင်တဲ့အာရိနဝအပြစ်တွေမြင်လာပြီးအဲ့အပြစ်မြင်လာတဲ့ဆိုတဲ့အခါကျအဲ့ဒီအပြစ်မြင်လာတဲ့အတွက်ကြောင့်လိုချင်မှုတတ်မဲ့မှုလျော့လာမယ်အဲ့လျော့တာနဲ့နည်းနည်းလျော့မယ်နည်းနည်းချမ်းသာရမယ်များများလျော့ရင်များများချမ်းသာရမယ်အပြည့်စုံလျော့ရင်အပြည့်စုံချမ်းသာရနိုင်ပါတယ်လို့မြတ်စွာဘုရားအာမခံချက်နဲ့ဦးဇင်းတို့ဟောတာပါအဲ့ဒါကြောင့်ယနေ့အားလုံးသောဓမ္မမိတ်ဆွေများလောကမှာနေထိုင်တဲ့အချိန်ခါကာလမှာအဟောင်းအသစ်အစုပ်အကောင်အကောင်အစုပ်အဖြူအမဲအမဲအဖြူအညစ်အသစ်အညစ်အရှုံးအနိုင်အရှုံးနောက်ပြီးတော့ဦးဇင်းတို့အမုန်းနဲ့အပြုံးနဲ့အမုန်းဆိုတာဒါတွေဟာအလုံးဒွန်တွဲနေတာအဲ့လိုဒွန်တွဲနေတဲ့အခါကျတော့ဦးဇင်းတို့အသစ်တို့အကောင်တို့အဖြူတို့နောက်ဖြူစင်မှုတို့ဒါဘဝနိုင်အရှုံးကနေအနိုင်ရဖို့တို့အမုန်းကနေပြီးတော့အပြုံးတရားတွေဖြစ်လာနိုင်ဖို့အပြုံးတရားဆိုတာမေတ္တာတရားတွေဖြစ်ပေါ်စေဖို့ရာအတွက်ကတော့ကိုယ်စိတ်ကိုယ်စိတ်ကိုလန်းကိုသွားကိုအလုတ်ကိုလုတ်ကိုတာဝန်ကိုကြီးဆိုတာမိမိရဲ့စိတ်မှာကာယကံဝစီကံမနောကံဒီကံသုံးပါးတွေစင်ကြဲနေရင်ဒါကိုတာဝန်ကိုကြီးပါတယ်အဲ့တော့ကိုတာဝန်ကိုကြီးကိုသမိုင်းကိုရေးကြရမှာဖြစ်သည့်အတွက်ကိုစိတ်ကိုပြန်ဆန်းစစ်ကြည့်စေချင်ပါတယ်ဟာမိမိတို့လုပ်နေတဲ့အလုပ်ဒီမာလာမှန်လားမှားလားဆိုတာဟာ
ဦးဇင်းတို့သိကြည့်လိုက်လို့မှားရင်တော့ပြင်မှန်ရင်တော့ဆက်လို့ရမှာတင်တို့ရဲ့အလုပ်ပါလို့ပြောကြရင်နဲ့ဦးဇင်းတို့သစ္စာလေးပါးတရားအကျဉ်းပြန်ချုပ်မယ်ဘဝဟာအနှစ်မရှိအချင်းဤတာဖြစ်တဲ့ဒါဒုက္ခသစ္စာလောဘကြီးရင်ဒုက္ခကြီးမယ်လိုချင်မှုရှိနေသမျှဆင်းရဲကြရဦးမယ်ဒါသမုဒိယသစ္စာလိုချင်မှုကင်းမှဆင်းရဲငြိမ်းမှဒါនិရောဓသစ္စာလိုချင်မှုကင်းမှလိုချင်မှုကင်းမှဦးဇင်းတို့ဆင်းရဲငြိမ်းမှအဲ့ဒါនិရောဓသစ္စာဆင်းရဲငြိမ်းရာအကျင့်ကိုကျင့်မှဆင်းရဲငြိမ်းမှဒါမဂ္ဂသစ္စာပဲဒါကြောင့်မို့ဒါအခုဒီနေ့ပြောမယ်ဆိုလို့ရှိရင်တော့ဦးဇင်းတို့သစ္စာလေးပါးတရားပါပဲပြန်ချုပ်လိုက်ရင်တော့သစ္စာလေးပါးတရားကိုပဲအခုမဂ္ဂသစ္စာလို့ခေါ်တဲ့ဦးဇင်းတို့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလမဂ္ဂင်သမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဒါသမာဓိမဂ္ဂင်ဒီကာရကနော်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတဲ့ဒီကာရကမဂ္ဂင်၅ပါးဦးဇင်းတို့အလုံးလုံးတွားမယ်မဂ္ဂသစ္စာဒီအကျင့်တရားတွေကိုကျင့်သုံးသွားမယ်ဆိုရင်တော့မုတ်ချဧကံသင်ရဲ့ငြိမ်းမှအမှန်ဖြစ်ပါတယ်လို့ပြောကြရင်နဲ့ဒုက္ခများလှတဲ့လူဘဝကြီးထဲမှာရှင်သန်နေရင်းနဲ့ဦးဇင်းတို့ဓမ္မတရားနဲ့ရှင်ဖက်ပြီးတော့ကျင့်သုံးနိုင်ကြပါစေဓမ္မတရားနဲ့ရှင်ဖက်ပြီးတော့ကျင့်သုံးနိုင်ပြီးလျင်နောက်ဆုံးမိမိတို့ဆင်းရဲကုန်ရာမြတ်ချမ်းသာလို့ခေါ်တဲ့ချမ်းသာစေချမ်းသာမှနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြသည့်သူတော်စင်သူတော်ကောင်းများဖြစ်ကြပါစေကုန်သောရဲ့ပထနာအောင်စုပြုလိုက်ကြကုန်ရာတတိသာဓုသာဓုပါဗျာအလိုဒီပညာလို့ဝါဒီတော့တောင်းဤသူပြရာမြတ်ပုံညာကြောင့်ချမ်းသာအေးချီမဲမီတီရွှေပြည်ထုံချောင်းဓမ္မကောက်ပေရောက်ရပါလို့ထိုးပဲဝါကျင်းလေရလေဒုက္ခတိတံယံပါအထောင်မကောင်းတမယမတွေ့ရပဲသဗ္ဗအိသာမင်္ဂလာကိုရွေးကားတာရရာဒီတော်ယခုပြုသဖြင့်မြတ်ဘာကကိုမိဘဆရာမြို့တဟာနေမှာစောင့်ကြကိုဆောင်လာယေစာယေဒီမြတ်လုံးဆုံးဘုံ30ဖြစ်တဲ့ရဝိနည်းရကြပါစေပိနာဝိတိနာထွေတာတို့စေတော်မြတ်ရောမူကြလောတာဓုအမြတ်ရောမူကြလောတာဓုအမြတ်ရောမူကြလောတာဓုပါဗျာအလုံးသက်ရှိကျမ်းမှာသိချမ်းသာ၍မိမိလောကသာသနာအကျိုးကောင်းမွန်စွာတည်ဖို့ဆောင်ရွက်နိုင်ကြ၍မဉ္ဇဉ်ဘုံဉ္ဇဉ်မြတ်နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြသည့်သူတော်စင်သူတော်ကောင်းများဖြစ်ကြပါစေ။ပြည်စုံရပါလို့ပြည်တဲ့ဆုနဲ့ပြည်စုံရပါလို့သာဓုပါဗျာသာဓုအားလုံး